န်တရားညစာခမရတို့တောလမ်းမှာခရီးသွားရင်ဒစိမ့်နေကျွေးတယ်အသားရည်နေဘယ်တော့မှမစားနဲ့နော်ကျွန်တော်တငယ်ချင်းကတော့စားမယ်လို့အခုထိလူပြန်မဖြစ်တော့ဘူးလွန်ခဲ့တဲ့9နှစ်2021ခုနှစ်ရဲ့မိုးရသည့်ညတညပေါ့ကျွန်တော်နဲ့တငယ်ချင်း3ယောက်ဖြစ်တဲ့ထက်အောင်စုံမိုးနဲ့ကျော်စွာတို့ဟာရှမ်းပြည်ဘက်ကိုစိုက်ကယ်ရီနဲ့ခရီးထွက်ခဲ့ကြတယ်ကျွန်တော်တို့ကမျိုးပြရဲ့ပူလောင်မှုတွေကနေရုံးထွက်ခြင်းလို့လူသူမနီးတဲ့တောလမ်းတွေကိုရွေးခဲ့တာဒါပေမဲ့အဲ့ဒီလမ်းကကျွန်တော်တို့ကိုဘယ်တော့မှပြန်မထွက်နိုင်တော့မယ်စိတ်ပိုင်းဆိုင်ရာထောင်ချောက်တဲ့ဆွဲခေါ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြဘူးညနေ6 နာရီလောက်မှာမိုးကတဲတဲမဲမဲရွာချလာတယ်တော်လန်းကရွှွနေဘွက်တည်နေမလို့စိုက်ကယ်မောင်းရတာတော်တော်ခက်ခဲလာခဲ့တယ်အဲ့ဒီအချိန်မှာပဲကျော်စောစိုက်ကယ်ကဆက်ချွန်ရင်းသွားတယ်ဖုံးထုတ်ကြည့်တော့လေလိုင်းကလုံးဝမရှိတော့ဘေးဘက်ဝင်းချက်မှာကသစ်ပင်ကြီးတွေရဲ့အရေးတွေကဘလူးတရေစီးနေတယ်လို့ပဲဗျဟိုမှာမီးအောင်လေးထက်အောင်ကလည်းညှို့ထုတ်ပြတယ်တော့နက်နက်ထဲမှာဖျောင်းတိုင်မီးအောင်ဖျော်ဖျော်လေးလင်းလက်နေတဲ့အင်ကြီးတစ်လုံးအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ရဲ့အတွက်အဲ့ဒီရင်ဟာနတ်ပုံနန်းနန်းလို့ပါပဲဒါပေမဲ့အနားရောက်သွားတဲ့အခါမှာတော့အင်ကြီးကထူးဆန်းလွန်းနေတယ်ဆန်စီယိုတွေကပုတ်ဆွေးနေတဲ့တက်သားတွေအင်ရှိမှလည်းဘာပင်မှမရှိဘဲနဲ့ခြောက်ကန်နေတဲ့မြေပြင်ကြီးပဲရှိတယ်ဗျကျွန်တော်တို့အင်ရှိရောက်တော့တကားကိုခောက်လိုက်တယ်ဘယ်သူရှိလဲပြိုလမ်းကြုံမိုးကိုခွင်ပြုတ်ပါအောင်တကားတိတိတတ်တတ်ကြီးနဲ့ပွင့်လာတယ်ထွက်လာတာကတော့အသက်60ကျော်လောက်ရှိမယ်အဖွားဦးတယောက်သူ့ရဲ့သားကြီးကတော့ဖြူဘက်ဖြူရောနိုင်လွန်ပြီးတော့မျက်လုံးတွေကတော့မောင်တီးကြနေတယ်လို့ပဲအဝတ်စားတွေကတော့ရှေးကြတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ထားတယ်လာကြလေအချိန်မီရောက်လာကြတာပဲညစာပြင်ထားပြီးသားသူ့ရဲ့စကလုံးတွေကဖိတ်ခေါ်တာထက်ညွှန်ကြားနေတယ်လို့မျိုးပါပဲကျွန်တော်တို့တယောက်နဲ့တယောက်ကြည့်လိုက်ကြတယ်ညစာပြင်ထားပြီးသားဟုတ်လားကျွန်တော်တို့လာမကိုသူဘယ်လိုသိနေတာလဲဒါပေမဲ့အေးဆက်လာတဲ့မိုးရဲ့ထဲမှာတုံရင်းနေကြတယ်ကျွန်တော်တို့တက်ကတော့မိမိကွန်းကလိုက်စားတာလောက်အရင်မကြည့်တော့ပါအိတ်တဲကိုလမ်းဝင်လိုက်တဲ့အခါမှာထူးဆန်းတဲ့အနံ့တစ်ခုကိုရှာလိုက်တယ်အဲ့ဒါကရင်းနှံလိုလိုပုတ်စော်နှံလိုလိုဝေခွဲမရတဲ့အနံ့မျိုးအိတ်တဲမှာလည်းလျှက်စစ်မျိုးမရှိဘူးဖျောင်းတိုင်းလေးနဲ့ပဲထွန်းထားတာဧကန်လေကဇပွဲဝိုင်းချင်းမှာတော့ရင်းတွေကအမွှေးတစ်ထောင်ထောင်နေအပွားတခြားဧည့်သည်တွေရှိသေးလို့လားကျွန်တော်မေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဇပွဲမှာလူရှိရောက်စာပြင်းထားလို့ပဲအဖွားကဖြည်းဖြည်းချင်းပြုံးလိုက်တယ်သူ့ရဲ့ပါးစပ်ကနေရွက်ထိတက်သွားတယ်လို့ပဲအေးလာမှာပေါ့သူတို့ကမင်းတို့ကိုစောင့်နေကြတာအခုတော့စားကြအောင်လေကျွန်တော်တို့ထိုင်နေကြရင်စပွဲပေါ်ကအသားဟင်းခွက်ရှိအသားတွေကမြည်ရဲပြီးအမျိုးကြီးပဲစုမိုးကတော့အာမနာနဲ့စားတော့တယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတခုခုမားနေပြီလို့အလိုလိုသိနေတယ်ကျွန်တော်ဟင်းကိုကြည့်လိုက်တဲ့အခါမှာတော့အသားတွေထဲမှာလူရဲ့လက်သေးခွန်လိုမျိုးအရာတစ်ခုကိုလှမ်းမြင်လိုက်တယ်လို့ပဲဟဲ့အောင်နေမစားနဲ့ဘူးလို့ကျွန်တော်ကတူတူလေးပြောလိုက်တယ်ဒါပေမဲ့စိုးမိုးကတော့တပတ်ကန်လုံးကိုအောင်စားနေပြီအဲ့ဒီအချိန်မှာပဲအပေါ်တက်ကနေခြေတန်းလေးကြားရတယ်ကလေးတယောက်ပြေးလွှားနေတယ်လို့မျိုးပြီးတော့မင်းကလေးတယောက်ရဲ့ခတ်တူးတူးရည်တယ်ကျွန်တော်အိမ်မျက်နှာချက်ကိုမောကြည့်လိုက်တဲ့အခါမှာတော့ကြောက်စရာအကောင်းဆုံးမြင်ကွင်းကိုမြင်လိုက်ရတယ်ဗျမျက်နှာချက်ရဲ့တောင်းတနေရမှာအမောင်တဲမှာလူတစ်ယောက်ပင့်ကိုတကောင်လုံးကပ်ပြီးကျွန်တော်တို့ကိုငိုးကြည့်နေတယ်သူ့မျက်လုံးတွေကမြင်ရဲနေပြီးတော့ဗတ်ဆက်ကနေတလူတွေစီးကြနေတယ်ကျွန်တော်လက်ပြီးတော့အော်လက်မလို့လှုပ်လိုက်ပြီးမြင်အဖွားကကျွန်တော်လက်ကိုလှမ်းကန်လိုက်တယ်သူ့လက်တွေကရေခဲတုံးတဲ့ပို့ပြီးတော့အေးဆက်နေတယ်မကြောက်ပါနဲ့သူတို့ကမင်းတို့ကိုသဘောကျလို့ကြည့်နေလားမင်းတို့ရဲ့အသားရည်တွေကအရန်လာတာပဲအဖွားဝေရဲ့စကားကကျွန်တော်ကိုကြော်ချမ်းသွားစေတယ်အသားရည်ကဘာတက်ည7 နာရီလောက်မှာမိုးကနည်းနည်းဆဲသွားတယ်ကျွန်တော်တို့အိမ်ကနေအများဆုံးထွက်ချင်နေပြီအဖွားကျွန်တော်တို့သွားတော့မယ်လို့ပြောပြီးတော့ကြော်စားကိုကြည့်လိုက်တော့ကြော်စားဟာထိုင်ကုန်မှမရှိတော့ဘူးကြော်စားပြောက်သွားတာလေထက်မှာနဲ့ကျွန်တော်တို့အိမ်နဲ့လိုက်စားကြတယ်အောက်ထက်ကမီးဖို့ခန်းထဲရောက်သွားတော့ခုနကကျွန်တော်တို့စားတဲ့ဟင်းပွဲတွေကအခုတော့ပိုးလောက်နန်းတွေနဲ့ပြည့်နေတဲ့အသားပုတ်တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်စိုးမိုးကတော့အဲ့ဒါကိုမြင်ပြီးတော့အော့အန်တော့တာပဲဗျကြော်စားကြီးမင်းဘက်မှာလဲအဲ့ဒီအချိန်မှာအောက်ထက်ကမြေရောက်ကန်တကားစီကနေမြည်တွားတန်တခုကြားလိုက်ရတယ်ကျွန်တော်တို့တကားကိုဝုန်းကနေတွန်းဖွင့်လိုက်တဲ့အခါမှာတော့ကြော်စားမြေရောက်ခန်းထဲမှာတူးထောက်ရတာရှိနေတယ်သူ့ရဲ့ပက်ပက်လဲမှာတော့အဝေစာစုပ်ပြက်တွေဝတ်ထားတဲ့လူပုံတန်3 ခုကဝိုင်းနေကြတယ်သူတို့ရဲ့မျက်နှာတွေမှာအရေပြားတွေမရှိတော့ဘူးအသားမြင့်နေပဲရှိတော့တာသူတို့ကကြော်စားရဲ့ခန္ဓာကိုယ်ကိုလက်သေးတွေနဲ့ကုတ်ချစ်နေကြတယ်ဖြေးကြဆိုကျွန်တော်တို့អော်လိုက်ပြီးတော့ကြော်စားကိုဆွဲထုတ်လိုက်တယ်ကျွန်တော်တို့အသက်လူပြီးတော့အပြင်ကိုထွက်ပြေးကြတယ်စိုက်ကယ်ကိုဆက်နိုးတော့နှိုးမလာအောင်အနောက်မှာတော့အဖွားကအင်ရှိဝရန်တာမှာရပ်ပြီးကျွန်တော်တို့ကိုလက်ပြနေတယ်သူ့ဘေးမှာတော့ခုနအရေးပြားမရှိတဲ့လူတွေကလည်းရှက်နေကြတယ်နောက်မှပြန်လာခဲ့ကြအောင်နော်မင်းတို့ရဲ့အင်ကြီးတွေကိုသူတို့ယူထားလိုက်ပြီးအဖွားကအော်ပြောလိုက်တယ်ကျွန်တော်တို့စိုက်ကယ်ကိုအတင်းတွန်းပြီးတော့မောင်းတက်လာခဲ့တယ်မနဲ့လင်းလို့လမ်းမကြီးကိုရောက်တဲ့အခါမှာတော့လမ်းဘေးကရွာသားတယောက်ကိုအဲ့ဒီအိမ်အကြောင်းမင်းမိတယ်ဗျရွာသားတွေကမျက်နှာဖြူရောသွားပြီးတော့အဲ့ဒီနေရာမှာအိမ်မရှိတာကြာပေမောင်ရင်လွန်ခဲ့တဲ့အနှစ်30လောက်မိသားစုလိုက်အစိမ့်မိပြီးတေဆုံးသွားခဲ့ကြတာအဖွားကတော့သူ့မျိုးတွေအတွက်အဖို့အမြဲရှာနေတတ်တာခင်ဗျားတို့ရဲ့အဝတ်စားသုံးမဟုတ်ပစ္စည်းတစ်ခုကိုအဲ့ဒီမှာကြံခဲ့ရင်တော့သူတို့ကလေးပြာကိုလိုက်ခေါ်တတ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ကိုပြန်ကြည့်လိုက်တော့ကျွန်တော်တို့အားလုံးရဲ့ကြောဘက်မှာလက်သေးရ3 စင်းစီထေးချမ်းနေခဲ့တယ်ပြ
ပြီးတော့ကျော်စာကတော့အခုထိစကားတစ်ခုမှမပြောတော့သူ့မျက်လုံးတွေကလည်းအဲ့ဒီအပွားအိုရဲ့မျက်လုံးတွေလိုပဲမောင်တိကျသွားပြီဒါဟာကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်ရပါခမများတို့ရောခရီးသွားရင်မီးရောင်လေးတစ်ခုတွေ့ရင်မမိမလားလက်လိထားပါခမများတို့ရဲ့ကြောဘက်မှာလည်းအခုပဲတစုံတစ်ယောက်ကလက်သက်နဲ့ကုတ်ချစ်ဖို့ပြင်နေနိုင်လို့ပါပဲဒီဇလန်ကိုစနေတက်ရင်တော့ sharing လုပ်ပေးခဲ့ကြပါအောင်ရှင်ခမများတို့ကြုံမှုရဲ့ထူးဆန်းတာတွေရှိရင်လည်းကုန်းသက်လေးမှာရေးပေးခဲ့ကြပါအောင်နောက်ထပ်ဇလန်တွေမှာပြန်တွေ့ကြပါမယ်